할렐루야. 이장은 이 계주 미나도 호카라 탄탄라인 아까 기억이 우티가 파사디아 노르나 자간 미난 호 반탄미 종카 그도 렌동한 가지야 자간노 공론카 같이 되고라 자가 두 존나 이까리 아라미 난자 피종아 보이파니 소초아 어디전 빼고 나세 할렐루야. ဘုရားသခင်ကောင်းမြတ်ပါလေဟာလေလုယာဘုရားသခင်ဒီကျွန်တော်တို့ကိုဘယ်လူဘယ်ပုံနည်းနဲ့အသိရှင်ကြဖို့အလိုကိုရှိပါလေဆိုတာကျွန်တော်တို့အရေးကြီးဆုံးဖြစ်တယ်သူအရာမျိုးကိုကျွန်တော်တို့ဘယ်လူနားနိုင်မလဲဘယ်လူသိမလဲဆိုရင်အကြောင်းလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီအချိန်မှာကျွန်တော်ရဲ့အတွေ့အကြုံလေးပေါ့အဲ့ဒါကိုကျွန်တော်ဝင်ကချိန်ပါတယ်ဆိုတာအနည်းငယ်ကျွန်တော်ပြောပြချိန်ပါတယ်ဒီဘူလတင်မှာကြတော့ကျွန်တော်ဟိုပါလေထုတ်ပြီးနေတဲ့ဂျမ်ပိုင်လေးကိုကျွန်တော်ရေးထားတယ်အဲဒီညတော့ဘူလတင်မှာပါလို့အခုတည်းဒီမှာဒီလူရေးထားတဲ့ကလေးကိုပြီးအစီအပြေသွားတယ်ညမေးဂျေယူတင်တယ်သူဂျေယူတင်ကြောင်းကျွန်တော်ပြောချိန်ပါတယ်ပြီးတော့အခုလူဒီလူအမျိုးတရားလေးတရားဝင်ကဟိုရပြင်ဆင်ထားတဲ့ပါစတာနဲ့ဒီဒီတော့ခေါင်းဆောင်ကြီးများပေါ်ပါလေပဲတကယ်ပဲကျေးဇူးတင်ချကြောင်းကျွန်တော်ပြောချင်ပါတယ်ဆိုတော့အခုကျွန်တော်တို့အဲ့ဒီနေပတ်သက်ပြီးတော့မှကျမ်းစာကိုဒီဆုံးကကြရအောင်ကျွန်တော်ရွေးထားတဲ့ကျမ်းပိုင်လေးကိုတော့ဒီပထမကိုရိန္သုဩဝါဒစာပထမစာဆုံးပေါ့7နှစ်ထဲကကျွန်တော်ရွေးထားပါတယ်ဒီကိုရိန္သုဩဝါဒပထမစာဆုံးအခန်းကြီး7နှစ်အပိုင်းကြီးတိလေးကိုကျွန်တော်ဖတ်သွားမယ်ပြီးတော့မှဒီနေ့ဟိုစိကနေ30အထိပေါ့နော်ဒီဟာလေးပဲဒီလိုအနည်းငယ်အကြံသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာစင်ဘောကဘယ်လိုကိုရိန္သုဩဝါဒလေးကိုဒီဩဝါဒစာကိုပေးထားတယ်လေဆိုလို့ရှိရင်ကျမ်းပိုက်အပိုက်နေတိဒီကူတော့ဒီလိုဒီဝိညာဉ်စုကျေးဇူးအကြောင်းများကိုမတိပဲနေစေခြင်းဟာငါအလိုမရှိဒီကူတော့ဒီလိုဒီဝိညာဉ်စုကျေးဇူးအကြောင်းများကိုမတိပဲနေစေခြင်းဟာငါအလိုမရှိပြီးတော့ဟောရှိဟောရှိခန်းကြီးလေး6မှာဘယ်လိုပြန်ပြီးတော့ပေါ်ပြထားတယ်ဆိုရင်စေခန်းကြီးလေး6မှာငါလူတို့ဒီပညာနေသောကြောင့်ဆုံးဆုံးကြ၏ဒီလိုဒီပညာကိုပေသောကြောင့်ငါရည်ပရောဟိတ်အဖြစ်တို့မရောက်စေခြင်းငါတင့်ကိုငါတည်တင်ဤဘုရားသခင်တရားကိုတင်မေ့ဆော့သောကြောင့်တင်ဤသာသမီတို့ကိုငါမေ့ဆော့မယ်ဒီ prophet ဟေရှာယမှာအဲ့လိုပြောထားတယ်ကျွန်တော်တို့ဒီအကြောင်းကိုပတ်သက်ပြီးတော့မှကျွန်တော်ရဲ့အတွေ့အကြုံလေးပေါ့ဒီနေ့ကျွန်တော်ဝင်လာပေးချင်ပါတယ်ကျွန်တော်ဆူတောင်းကြရအောင်သိရှိတော်မူသောအဖဖျားသခင်ကိုယ်တော်ရှင်နာမတော်ချီးမွမ်းပါ၏ဒီခုချိန်မှာကိုယ်တော်ရှင်ရဲ့ထောက်ပတ်တော်ဝင်လာဖို့ရာကျွန်တော်ကိုကိုယ်တော်အထောက်ပြုတော်မူပါဈာနာတော်အကြောင်းစီတိုင်းပုံပါလေပဲတန်ရှင်တော်ဝိညာဉ်တော်နားလေရတော့အခွင့်ပေးတော်မူပါယေရှုနာမဆုတောင်းပါဖခင်ဒီအရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဆုကျေးဇူးဆိုတဲ့နေရာမှာဒီနေရာကအခုတကဘာလုံးမှာပြောမယ်ဆိုရင်တကဘာလုံးကိုပြောမှာတကဘာလုံးမှာတကယ်ပဲအရှုပ်ဖေးဆုံးလေးဖြစ်တယ်တကယ်လည်းအငြင်းကိုအများဆုံးလေးဖြစ်တယ်
ယောက်နဲ့တယောက်နဲ့အဲ့ဒါမတူကြင်ကြဘူးဘာဖြစ်လို့လဲကျွန်တော်တို့ဝิญဉ်ပိုင်းဆိုင်ရာအရာများတယ်လူတိုင်းအားလုံးကလည်းသိနိုင်တယ်ဘယ်သူတွေကသိနိုင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဝิญဉ်တော်ကဖွင့်ပြတော်သူမှတ်တာကိုသိနိုင်တယ်အာမင်ဟာလေလုယာအာမင်ဒါကကျွန်တော်တို့ကခုနကျွန်တော်ညီမငူရဲအော်ရဲနော်တချို့ကြီးစိတ်အနောက်အစိတ်ဖြစ်ကုန်ဖြစ်နိုင်ဒါကျွန်တော်စဉ်းစားပြီးသားလို့အနောက်အစိတ်ဖြစ်ကုန်ဖြစ်နိုင်တယ်တိုက်ဆိုင်ရင်ခွင့်လွှတ်ပါဒါကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးကျွန်တော်တို့ရဲ့တရားစီရင်ချက်လည်းမဟုတ်ဘူးသူဖြစ်ချင်းဖြစ်ပါစေဘယ်သူကဖြစ်ခိုင်းလဲဖြစ်ခိုင်းတဲ့သူကဖြစ်ခိုင်းတာပဲဒါကျွန်တော်တို့ပြီးဖို့လို့ဒါကျွန်တော်ရဲ့အတွေ့အကြုံတွေကလည်းပဲအများကြီးပါရှိထားတယ်ဆိုတော့ဒီနေ့ပတ်သက်ပြီးမှကျွန်တော်ပြောချင်တာဒီနေ့ကဝิญဉ်နဲ့သာရှောင်းတိုင်းပါယူချင်းယူပါစေဥပမာပြောမယ်ဆိုလို့ရှိသူလူတွေကတော့ယူတယ်သူကပုံမှန်တော့ဘူးဦးနှုတ်ခရစ်စတော်တယ်အမျိုးမျိုးဝေဖန်ကြမှာပဲကျွန်တော်အမျိုးမျိုးဝေဖန်ခံနေလူယခုအချိန်ချင်းဝေဖန်ခံနေဒါပေမဲ့ကျွန်တော်ယူသလားသူများရှိမှယူကောင်းအယူလူပဲမြင်ကောင်းမြင်ပါစေဒါပေမဲ့ကျွန်တော်ဖျားသခင်နောက်ကပတ်တော့ဝင်လာပေါ့အရှင်တဲ့အနေလိုက်ရှိတယ်ဘာဖြစ်လို့လဲဒီစိတ်ထဲမှာရှိတဲ့ဥစ္စာကဝင်လာဖို့ဘုရားကအမေးလိုက်ဘူးဆိုလို့မနေနိုင်ဘူးဒါကဘသူကခိုင်းတယ်လေကျွန်တော်ကိုယ်တိုင်လူချင်းကလုံးလုံးမရဘူးဝိညာဉ်တော်ကခိုင်းတဲ့အတိုင်းကိုကျွန်တော်တွားဖို့ဒါကကျွန်တော်ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဟာလေလုယာဒါဆိုကျွန်တော်ဒီတပတ်အတွင်းပေါ့နော်နှစ်ပတ်လို့ရှိပြီဘူးလေးပူတယ်ပြီးတော့မှအေးလေးသိပ်ပြီးတော့မှမအိမ်နိုင်ဘလူဖြစ်နေတဲ့ခါကျတော့ဘာကိုစိတ်ကူပေါက်လေးဆိုရင်ဒါစိတ်ထူးထားတဲ့ဟာရှိတယ်ဒါမှလည်းဆိုလို့ရှိရင်ကျွန်တော်စိတ်ထဲမှာစဉ်းစားတော့ဘယ်လိုလဲဆိုလို့ရှိရင်ငွေတုံးဆွေတုံးပိုင်ခဲ့တော်လည်းပဲအဲ့ဒီငွေတုံးဆွေတုံးရဲ့တန်ဖို့ကိုမကြည့်ဘူးဆိုရင်ဘယ်လိုဟာမျိုးဖြစ်လဲတစ်ချက်ပြီးတော့မှကားအကောင်စားနော်တတိကိုကားအကောင်စားကျွန်တော်ကားကောင်းတဲ့ဟာကြီးတဲ့တော့မသိဘူးဒါပေမဲ့ကောင်းနေဆိုရင်ဟာကိုတော့ကျွန်တော်ပြောတတ်တယ်ဒါဘယ်လိုဟာမျိုးလဲဆိုတာတော့ကျွန်တော်မသိဘူးဒါပေမဲ့ကားအကောင်စားပိုင်တော့လည်းပဲအဲ့ဒီကားထဲမှာအေးရှင်ရှိမောင်လေးတို့ကဒုက္ခရောနေမဟုတ်ဘူးလားဆိုတာကျွန်တော်တစ်ချက်စဉ်းစားတယ်ပြီးတော့ဝိတုကောင်သူနဲ့ကောင်ပကာစီစဉ်ဥစ္စာနဲ့ပြည့်စုံလို့လည်းဒီလူအထက်ကအရေးကြီးပုဂ္ဂိုလ်မရှိဘူးဆိုလို့ရှိရင်ဒီလူကဘယ်လိုဖြစ်သွားမလဲဆိုတာဒါကျွန်တော်စဉ်းစားမိပါတယ်ကျွန်တော်တို့အသိတာမှာဘာကိုအရေးကြီးဆုံးဖြစ်တယ်လဲတောင်ကျွန်တော်တို့စဉ်းစားလို့လုပ်နေကျွန်တော်တို့ဘုရားသခင်ကဖန်ဆင်းထားတာပြုပြင်ဖန်ဆင်းထားရလို့ကျွန်တော်အခုဆိုလို့ရှိရင်ပြုပြင်ဖန်ဆင်းထားတဲ့သာသမီဖြစ်တယ်ဘာလို့ပြုပြင်ဖန်ဆင်းထားလဲဘုရားသခင်ယေရှုခရစ်အသေးအစားနဲ့ကျွန်တော်တို့ပြုပြင်ဖန်ဆင်းထားတဲ့သာသမီဖြစ်တယ်ဟာလေလုယာဒါကိုကျွန်တော်တို့ပြုပြင်ဖန်ဆင်းတဲ့သာသမီများဘာနဲ့ကျွန်တော်တို့ဆုံးဟန်လေဘာနဲ့အဖိတ်ဆိုလေအဲ့ကျွန်တော်တို့ဒီမှာအရေးကြီးတယ်ခဏလေးဒီဘူးကိုရှာလာကျွန်တော်ဟိုကနေထိုင်ပြီးတော့မဆိုရေဘူးရှာလာထိုင်ပြီးရှာတယ်ပြီးတော့နောက်ဆုံးကျတော့အခုဟာတွေ့ရတယ်တွေ့ပြီးမှထုံးပြီးရဲ့စောက်တဲ့ဟာမကုန်သေးဘူးကုန်ပြီးမှကျွန်တော်အဲ့ဒါကရေချက်ထားပြီးသားရေချက်ထားပြီးသားဒီရေဘူးကိုကျွန်တော်အလူရှိတယ်ဘယ်လိုအလူရှိတယ်လဲဆိုဒီရေဘူးကဘူအရေးကြီးသလားအထဲကရှိတဲ့ဥစ္စာကအရေးကြီးသလားဒီဘူးကို
ကိုဘာဖြစ်ဖန်တီးထားတယ်ဇေဒီလိုဇေဖြစ်ဖို့ဒါမှမဟုတ်စီရင်ဒီအထက်ကအချူကြီးတို့ဘာလို့ဖြစ်ဖို့ဟုတ်တယ်မလားအရေးကြီးဆုံးကဘာလဲအထက်ကဟာလားဒီကဒီကဟာလားဒီအထက်ကဟာမရှိတော့ဘူးဆိုရင်ဒီဟာကဘယ်လိုဖြစ်သွားမလဲအမှန်ပဲဖြစ်မှာကျွန်တော်တို့အမှန်ဖြစ်ဖို့ဘုရားသခင်လူတော်မရှိဘူးဟာလေလုယာဟာလေလုယာဆက်လက်ပြအမင်ထူကြရအောင်ဟာလေလုယာဘုရားသခင်ကကျွန်တော်တို့အမှန်ပုံမှာရှိဖို့ရအောင်အလိုတော်မရှိဘူးဆိုတာကျွန်တော်တို့သိဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်တို့အစိတ်တမှာဘာနဲ့ကျွန်တော်တို့ဆက်တွေ့ထားတယ်ကျွန်တော်တို့ဝိညာဉ်တော်မပိုင်ဘူးဆိုလို့ရှိရင်ယေရှုခရစ်နဲ့မဆိုင်ဘူးတဲ့ကျမ်းစာကလည်းပြောတယ်ကျွန်တော်တို့အဲ့ဒါစဉ်းစားကြရအောင်ဒါကြောင့်မလို့ဒီနေရာကိုကျွန်တော်တို့ခရီးတော်နဲ့ကျွန်တော်တို့အသက်ရှင်တော်သူဒီဘုရားသခင်ကပြထားပြီးမှစုကြည်လူကိုမသိပဲနေစေခြင်းဟာဘယ်လိုရှိဘူးစင်ဘောလိုပါလို့ပြောထားတယ်ကျွန်တော်လေဒီမှာရှိတော့ CMC အသိသူအသိသားအားလုံးစုကြည်လူကိုမသိပဲနေစေခြင်းဟာအဲ့လိုမရှိဘူးဒါကြောင့်မို့ကျွန်တော်ရဲ့အတွေ့အကြုံအနည်းငယ်လေးကိုကျွန်တော်ဝန်ခံပေးချင်တာဖြစ်တယ်ဒီကျမ်းစာကိုကြည့်ပါဒီကျမ်းစာဓမ္မသီအကုန်လုံးဖတ်ကြည့်ပြီးတော့မှဓမ္မဟောင်းကိုလည်းဖတ်ကြည့်ဘာကြောင့်ရေးထားတယ်လဲဘာကြောင့်ရေးထားတယ်လဲဖယားသခင်နဲ့ဘယ်လိုထိတွေ့ကြတယ်လဲဘယ်လိုစကားပြောကြတယ်လဲယေရှုခရစ်ရဲ့ဘယ်လိုအသက်ရှင်ပြီးစကားပြောကြတယ်လဲသူတို့တွေ့ကြုံခံစားတဲ့အရာတွေကိုဒီမှာပေါ်လောက်ထားတာဖြစ်တယ်ဒါအကျမ်းစာဖြစ်လာတာကျွန်တော်တို့အစိတ်ကမှာဖယားသခင်ရဲ့စာသားဖြစ်တယ်ဆိုတာကျွန်တော်တို့သိဖို့လိုတယ်ဖယားသခင်ကကျွန်တော်တို့ကိုစာသားဖြစ်ဖို့ရဖန်ဆင်းထားတဲ့သာသမီများဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျွန်တော်တို့စိုင်းစင်တော်ဝိညာဉ်တော်နဲ့ကျွန်တော်တို့စောင့်နိုင်ဖို့ရအောင်ဘုရားသခင်အလိုတော်ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေရာကအနည်းငယ်ကျွန်တော်ရဲ့အတွေ့အကြုံလေးကိုကျွန်တော်ဝင်ဟာချင်းကတက်တက်ခံချင်တာကဘာလဲဆိုလို့ရှိရင်ကျွန်တော်ခရစ်ယာန်ဖြစ်ပြီးဆိုရင်ဒီပုံများဆိုခရစ်ယာန်ဖြစ်ဒါပေမဲ့အဲ့ဒီဒီပုံများဆိုခရစ်ယာန်ဖြစ်ပြီးနောက်ပိုင်းမှာ1988ခုနှစ်အောက်တိုဘာ22ရက်နေ့၄နာရီမိနစ်20မှာကျွန်တော်ခရစ်တော်နဲ့တွေ့ကြုံဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်မောင်းဝင်ခဲ့ရတယ်အခုတော့ကျွန်တော်ပြောရဆိုရင်ပြောင်းလဲချိန်ရတယ်ပေါ့အဲ့ဒီအချိန်ကနေစပြီးတော့မှဂူရိုနဲ့ကျွန်တော်ရှောက်နှမ်းတဲ့အခါမှာအယူအမှုဆောင်နှမ်းခဲ့တဲ့လူဖြစ်ဘယ်လိုဖြစ်တယ်လဲဆိုရင်အဲ့ဒီကျွန်တော်ရဲ့သင်္ချင်းအပေါင်းအသင်နော်အဲ့ဒီသင်္ချင်းဆိုတဲ့ဟာကအမျိုးသမီးလေးပါတယ်ယောက်ျားလေးပါတယ်အဲ့ဒီအမျိုးသမီးလေးထိတ်ကိုကျွန်တော်စိတ်လုံးဝမောင်းစားဘူးမောင်းစားဘူးဆိုတာကကျွန်တော်ကမောင်းကြံဖြစ်ကျွန်တော်ထူးခြားသောသူဖြစ်တယ်ဆိုတာကျွန်တော်စိတ်ထဲမှာရှိတယ်အမျိုးသမီးလေးကိုကျွန်တော်အဲ့ဒီဟိုအချီးစကားကိုပြောဖို့စိတ်ထဲမှာလည်းလုံးဝမရှိဘူးပြောလည်းမပြောသေးတာလေပါတယ်နော်အဲ့ဒါပြီးတော့ဘယ်လိုပြောမယ်ဆိုလို့ရှိရင်မရေးဘူးပေါ့မရေးတာလည်းပါတယ်အဲ့တော့မရေးတာလည်းပါတယ်ပြီးမှသူတို့နေလေနော်အဲ့ဒါရည်နေဖို့လေလူတွေရောဟိုဘက်ကလည်းမောင်ကျန်တော့ရပြီဆိုပြီးတော့မှအဲ့လိုပဲနေတယ်ဆိုတဲ့ဟာမျိုးဆွေးမှသူတို့ကျွန်တော်အရန်သိထားတယ်ပြီးတော့မှဘယ်လိုလဲဖျားတရားနဲ့မွေးလို့တဲ့အဖိုးအဖွားတွေကျွန်တော်နေလိုက်တဲ့အခါကျတော့လူတွေကဘယ်လိုပြန်ပြောတယ်ဟာဒီလူကနော်အဖိုးအဖွားတွေနဲ့ပဲသူကတိတ်သွားတယ်အဲ့ဒီကျွန်တော်တို့ကလူငယ်တွေနဲ့မှမပေါင်းချင်တာအဲ့လိုသူကပြောတာပြီးတော့ခရုစိတ်လောက်တဲ့အခါမှာကျွန်တော်တို့ရွာမှာခရုစိတ်လောက်တယ်တပတ်လုံးလောက်လာတဲ့အခါကျတော့ဘယ်လိုဖြစ်သွားတယ်ဆိုလို့ရှိရင်လူငယ်ကြီးအပြူကြီးပေါ့ဘုရားကျောင်းကိုဝင်လာတဲ့အခါကျတော့လူပြူကြီးကသွားလေကိုအင်းရှိတော့တော့မှကျွန်တော်တို့သိခဲ့တာပြီနော်လူပြူကသွားလေမဲ့အင်းလူအပြူကြီးမရှိတော့တဲ့အခါကျတော့ကျွန်တော်ကိုရိုက်ဖို့တို့ကလူ၄ယောက်နဲ့ကျွန်တော်ကိုစောင့်ကြတယ်
성자로 저는 디가니 마티야 비로 뭐 호페 들어가 때가 뻥마 타이네 타레로 대추 이러면 부야들이 지침에다 아정부를 저는 호치 호다게 에 아정리고 호라네 띵돌레 아지무잉네 부야들이가 치대 소라 뼈라 루대요가 에라고 롱과 치도하라 머니 나이도 우두 라비로마 서야 수비로마 엘로비로마 머니 나이도 가져 다 달리 빠레 비로 또 총레디 빠레 또 빠레 우사고 공론루 라케 머니 나이도 지노 디로네 바비로네 시야고 에리 디가 내 신의 가마 이자 밀로 저로 레이오가 아프고 타네 아프고 타네 다음에 에라고တရားဟောတာဘုရားသခင်ကအားလုံးကျွန်တော်တို့အားလုံးကိုချစ်ကြတယ်ဆိုပြီးစကလုံးတလုံးလေးနဲ့ကျွန်တော်တို့ကစိတ်ပြောင်းလိုက်သွားတယ်သူတို့ကတက်ခဲ့ခါတယ်အဲ့ဒါပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒါကကျွန်တော်တို့ရဲ့အခုမဟုတ်ဘူးဘုရားသခင်အမှုဖြစ်တယ်ဟာလေလုယာအဲ့ကျွန်တော်တို့ဟောတလုံးလေးမဟုတ်ဘူးဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကိုကျွန်တော်ဟောတယ်ပြီးတော့မှကျွန်တော်ရဲ့အသိတာမှာဘာကိုရှာတယ်ဖယားတရားနဲ့မွေးတော်တဲ့လူကိုပဲရှာတယ်ပြီးတော့အခုတော့ညီမပြောတဲ့ဥစ္စာအားရထားအနောင်ထမ်းဆိုတဲ့ဟာကိုကျွန်တော်သိတယ်နော်အမျိုးမျိုးသောဘာသာစကားဆိုတာတချို့လူတွေအဲ့ဒါကိုလက်မခံတဲ့လူတွေအများကြီးအငင်းပွားမှုဖြစ်နေတယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံကိုပြောမှာအငင်းပွားချင်တဲ့လူပွားပါစေဒါကျွန်တော်တွေ့ကြုံခဲ့ပြီးသားဆိုတော့ကျွန်တော်ဘာမှလည်းပြီးဆိုင်တော့ဘူးဒါပေမဲ့ကလူဆိုင်ပြီးတော့မှအငင်းပွားတဲ့လူကပူပြီးတော့မှခံသွားမှာဖြစ်တယ်။ဒါကျွန်တော်အတွေ့အကြုံပြောချင်တယ်။ဆိုတော့ကျွန်တော်အဲ့ဒီပတ်သက်ပြီးတော့မှဒီစုကြည်ရုံနဲ့ပတ်သက်ပြီးတော့မှဒီဟာကိုကျွန်တော်ဖတ်တယ်အလူမရှိဘူးဆိုစင်ပေါ်ကပြောရတာ။အိုးဒီဟာကအရေးမကြီးပဲနဲ့ဒီလိုမျိုးလေးထားမလား။မလောက်အထိအရေးကြီးသွားတယ်ဆိုတာဒီဟာကိုသူတကယ်ကြုံတွေ့ပြီးတော့မှသိရှိလာတဲ့အခါမှာပဲဒီဟာရင်းမှာဖြစ်တယ်။ဆိုတော့ကျွန်တော်လေးတဲ့လူချင်းလေးကိုတော့တပတ်လုံး9ရက်အစားဆုံးစုတော့နေကျွန်တော်ရလားမရဖြစ်ဘူးနော်အဲ့ဒီစုကြည်ကိုကျွန်တော်လူချင်းတော့လူချင်းအားကြီးလွင်တော့ကိုတော့မှုဆောင်ချင်တယ်ဒီစုကြည်ကိုမရဘဲနဲ့အမှုဆောင်ရင်အချင်းပြီးသွားမှာအဲ့ဒီစုကြည်ကကိုရောရဲ့အမှုကိုဆောင်ဖို့ဖယားသခင်ကကံတာပေးထားတဲ့ဥစ္စာဖြစ်တယ်ဆိုတော့ကျွန်တော်သိတယ်ဆိုပြီးတော့ရားရှိမှကျွန်တော်ဆုတောင်းတပတ်လုံးဆုတောင်းတယ်မရဘူးဒါပေမဲ့ဆုတောင်းပြီးတော့မရတဲ့လူတွေရှိတယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံနော်ဆုတောင်းတဲ့မရဘူးဆိုပြီးမှဆုမတောင်းတဲ့မနေဆုတောင်းဖို့လူတယ်ကျွန်တော်ပြောချင်တာလူချင်းတာကိုပြောတာလူချင်းလို့ခொနည်းရဲ့ဒီလိုဆုတောင်းတယ်ဒါပေမဲ့အဲ့ဒီလူချင်းတဲ့ဟာကိုဘုရားသခင်သိတဲ့တွေ့ကြောင်းကျွန်တော်မမျှော်လင့်တဲ့အချိန်လူနာကိုဆုတောင်းပေးတဲ့အချိန်မှာတောင်းတယ်ဘုရားသခင်ကဒီကျွန်တော်ရဲ့ဘာပါဆက်တယ်ဘုရားခင်ဟာလေလုယာဟာလေလုယာတွေ့ကြုံခံစားတဲ့လူကတော့အရသာကောင်းကောင်းပြီပါအဲဒီအချိန်ကဝမ်းမြောက်ခြင်းကတမျိုးပြန်ဖြစ်တယ်ဒီတင်ချင်းရရှိတဲ့အချိန်ကဝမ်းမြောက်ခြင်းကတမျိုးပြန်ဖြစ်တယ်အိုးမိတ်ဆွေတို့သူ့အရာကိုသိဖို့စီပေါ်လူကကိုရင်သူဩဝါဒစာမာရေးထားတဲ့ဥစ္စာကိုသူတကယ်ခံစားတဲ့ဥစ္စာကိုခံစားစေချင်လို့ပြောတာဖြစ်တယ်ကျွန်တော်လည်းသူ့အရာများကိုခံစားစေချင်တယ်ခံစားမှသိတယ်စားအရာကိုမစားခင်ကျွန်တော်မသိဘူးစားရအရာကိုစားပြီးမှသာအရာသိလာတဲ့ခါကျတော့ကျွန်တော်စားမပါပဲလေဘာဟင်းတစ်ခုမှစားလို့မရဘူးသူရင်းသူပဲကျွန်တော်တို့စုကြည်ယူဆိုတာကိုသိလာတဲ့အခါမှာသူ့အရာကိုလင်းလွတ်လို့မရတော့ဘူးလင်းလွတ်ပါဆိုလေးပဲကျွန်တော်လင်းလွတ်လို့မရတော့ဘူးသူ့အရာလေးပဲကျွန်တော်အသက်ရှင်ချင်တယ်ဘုရားသခင်တာယုံပုံကြည်ပါစေဘာဖြစ်လို့လဲအစေးအဖွေဖြစ်ပေါ်နေတဲ့သုံးတန်ရင်အကျိုးရှိတယ်ဘာလို့ကျွန်တော်ပြန်ပြီးတော့မှဒီအရာကိုပြန်ပြီးတော့မှကျွန်တော်စိတ်ထဲမှာဘာပြန်ပြီးတော့မှစင်ထားတယ်ဆိုလို့ဒါအကြီးကြီးပိုင်လာတဲ့ဒါလည်းသေးသေးလေးပိုင်လာတဲ့ဘာကပို့ပြီးတော့မှအရေးကြီးတယ်လေဆိုတာအဲ့ဒါကိုကျွန်တော်ခါနိုင်ချင်ပါတယ်ဒါကိုဘယ်လိုပဲကြီးပါစေနော်
당 동지고 저로 빠이 레베 다만 놀러 미야 럭사로 미야 다음에 나글레들이 택택레고 저로 시케이 이 나글레가 아공으로 야래 나 지지 아동네 나 지지 에리 신다공부 기펴와 주신 분이 기펴나는데 저는 아공으로 시대 다음에 세세리 나글레 따테레 나글레네 신 아공으로 저로 피하시는 야래 주님도 저로 파야되기에 수지 유수라 아세우시고 아지우시고 세세리 야하 시라레고 송다인 아지마 송조 아무고 변하네 할렐루야 두어야고 저로 씩다 복음을 알지 서로 파야된가 저로 스가디오래 너 그러다 저로 비오라 에 세체마 ပေါက်တဲ့ဥစ္စာကျွန်တော်နောက်ကိုပြန်ပြီးတော့မှစဉ်းစားတဲ့အခါမှာနော်ငွေတုံးဆွေတုံးပိုင်ပါတယ်ထားတယ်အင်ဂျင်မှာဆိုရင်အဲ့ဒီငွေအကြောင်းကြီးငွေကြီးတန်ဖို့ဆွေကြီးတန်ဖို့ကိုကျွန်တော်တို့မသိဘူးဆိုလို့ရှိရင်ဘယ်လိုကျွန်တော်တို့တောင်းရမလဲအကျိုးရှိလားအကျိုးမရှိဘူးအဲ့ဒီဆွေကြီးတန်ဖို့ကိုမသိဘူးဆိုရင်ငွေကြီးတန်ဖို့ကိုမသိဘူးဆိုရင်ဒီတက်တိထားမှာကြောက်တော့ငွေထားမှာဒါပေမဲ့ငွေအကျိုးဆွေရည်တန်ဖို့ကိုကောင်းကောင်းသိတော့သူတွေဆွေဟာဆွေအတန်းပေးသူကသင်ခင်သွားမှာဖြစ်တယ်မိမိရဲ့အထင်းမှာရှိတော်ပုဂ္ဂိုလ်ဘလောက်တန်ဖို့ရှိတယ်ဆိုတာသိရင်အဲ့ဒီတန်ဖို့ရှိတဲ့အတိုင်းကိုထင်သိသွားမယ်မဟုတ်ဘူးလားမေဆိုစဉ်းစားကြည့်ပါပြီးတော့ကာတကယ်ပြီးပါကြလို့နော်လက်ခုဆိုင်တကယ်ရေးကြီးတဲ့ဒီထက်ကြီးတဲ့ဟာလေးရှိကောင်းရှိနိုင်မယ်နော်တအားကြီးတဲ့ဟာကိုရှိနေပြီကျွန်တော်တို့အထင်းမှာထိုင်ပြီးတော့မှဂိတ်စီမပါဘူးဆိုရင်ဘယ်လိုလုပ်မလဲကားဘူးတော့အရေးကြီးတယ်လေတကယ်ကြီးကောင်းတဲ့ဟာဖြစ်တော်လဲပဲသေးသေးလေးဖြစ်တော်ဂိတ်စီလေးကိုကျွန်တော်တို့မရှိဘူးဆိုရင်ကားသွားလို့မရဘူးကျွန်တော်တို့ဒီနေရာမှာလာလာပပချိုချိုမမူတကေကောင်ထူဘွိထူနဲ့ကျွန်တော်တို့စင်နော်စင်ဥစားညောင်များဆိုနေကျွန်တော်တို့ရှစ်ခေပိုင်ခေတော်လည်းပဲကျွန်တော်တို့အထဲကရှိတဲ့ပုဂ္ဂိုလ်ကိုကျွန်တော်တို့မသိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဘယ်လူပုဂ္ဂိုလ်ဖြစ်ရမလဲဘလို့ပဲချောတဲ့ဟာကအချင်းကြီးသွားတယ်ဒီဟာကပဲချောတယ်ချောလားတကယ်တော့လှုပ်ထားတာပဲအထေးမှာရေမရှိဘူးဆိုရင်အမိုက်ကြီးမှာပြီးပေါ်ဝင်ရှိတော့ဟုတ်တယ်မဟုတ်လားဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ကိုဒီစွတ်ချေကြီးကိုအသီးသီးပေးထားတယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်သိဖို့လုပ်တယ်မသိပေးနေနေစေခြင်းကအလိုမရှိသလိုကျွန်တော်တို့သူ့အရာမြတ်ကိုအားလုံးသိဖို့ကောင်းတဲ့ဥစ္စာဖြစ်တယ်ဒါကြောင့်တချို့သူတွေယုံကြည်ခြင်းကိုပေးမယ်ပညာပေးမယ်ပြီးတော့မှ prophet ကိုပေးမယ်ပြီးတော့အနာငင်းခြင်းကိုလည်းပေးမယ်ပြီးတော့မှအမျိုးတော်ဘာသာစကားကိုပြောမယ်ဘာသာပြန်ခြင်းကိုလည်းပေးမယ်အဲ့ဒီကိုဘုရားသခင်ကကျွန်မကိုအဘေဟာမျိုးကိုပေးထားတယ်ဆိုတာကိုသိကြဖို့အခုအချိန်တာမသိဘဲနေရင်ဘယ်လိုမိမိရဲ့ခံစားချက်နဲ့မိမိရဲ့အစိတ်ဓာတ်ကိုဘယ်လိုစိတ်ချမှုရှိကြလဲသူကလည်းကိုသိချင်အပြင်သင်ရဲ့ယုံကြည်စိတ်ချမှုပူပြီးများလာမှာဖြစ်တယ်ကျွန်တော်ခရီးကတော့ဖြစ်တယ်ဟုတ်တယ်မှန်တယ်ဘယ်နဲ့ဘယ်ပေါ်မလို့ကြပြီလဲတော့ဘုရားသခင်ကဘယ်လိုအထုတ်ပြတယ်ဆိုတော့ကျွန်တော်တို့ခံစားတွေ့ကြုံခံစားခြင်းမရှိဘဲနဲ့ကျမ်းစာကပြောတယ်ကျမ်းစာကပြောကျမ်းစာကိုပဲလင်းမျိုးအမေတိုင်းထိုးမယ်ဘာဖြစ်သွားမလဲကျမ်းစာကတော့ပြောတယ်ကျွန်တော်တို့ကျမ်းစာပြောတာကျွန်တော်တို့လိမ့်တွေ့ခံစားဖို့ရရှိဖို့ကျမ်းစာကကျွန်တော်တို့ကိုမိန့်ဆိုထားတာဖြစ်တယ်အဲ့တော့ကျမ်းစာအတိုင်းကိုအသိရှိမှကျမ်းစာအတိုင်းကိုအသိရှိမှကျမ်းစာအတိုင်းလည်းအသိရှိလို့ရပါတချို့လူတွေကကျမ်းစာအတိုင်းကိုအသိရှိမှကျမ်းစာအတိုင်းကိုအသိရှိမှကျမ်းစာအတိုင်းကိုအသိရှိမှဆိုရင်သင်အကုန်လုံးသိတော့မယ်လူကြီးအများကြီးရှိတယ်မသိဘူးလားကျွန်တော်ပြောချင်တာပါလေကျမ်းစာအတိုင်းအသိရှိမှဆိုရင်ယေရှုခရစ်လေဝါသားတိုင်မှာအသိခံတယ်သင်လည်းအသိခံလို့ရလားပြီးတော့ဒီထဲမှာလည်းသွားလို့ရှိရင်ဒီထဲမှာလည်းသွားလို့ရှိရင်တင်မှာမဟုတ်ဘူးမိကလောင်းမှာမဟုတ်ဘူးကဲအခုသွားပါကျမ်းစာတိုင်းသိရှိလို့သွားလို့ကြလား
마자부 메스웨 에리 아다인 아세 신고 마하부 나베게 에리냐마 같이시래 산신노 윈노가 니미의 아세라마 니 니테마 와와 셔바 수레 베레 아사인고 야시 캐리 아침마 와봐 베로마 넘마하부 할렐루야 할렐루야 에라 좀 산신노 윈노의 저런 벼대고 저런 나타온다고 누레 베레 아사 저런 베레 아사 저런 나타온다고 누레 저런 대체 에리를 하는 것에 위로 맞으러 아닌 게 때때 칸팅에 리아가 비누에 솔루션 저의 땅이 진내고 에리 그만하고 성질로 에리 저의 유아마 특별히 우사고 때때 칸팅에 저의 유아마 루부부 세카니 또 때로면 세세 루리가 무정로 이런 맛 때로면 내 친구야면 에라를 성대 나면 에리 루고 배하게 그냥 들었으면 되게 에리 배하정 맞과 루가 tum는만 사가면 겨네 뜻이고 과 수정 배가 에라고 지노니 너무 만들고 리루롱의 수이 에라가 배하게 그냥 하나 특히 에라고 지노 생사 에 배하게 배하게 단수로 지노 뭐 도와배 미루고 미야면 도와배 수이 좀 도와배 에리 배하정 지노 아니 성수정네 수동이마 루리 마시의 니야는 좀 도와돼. 에리 루리 시의 니야는 루 에리 루로네 사가 표미 메시 야트기 표에 내리고 좀 축포도마. 그러가 사가 표라면 나 메인에 수르세 저는 에라가 사가 양포베 그리고 양충포베 티도마. 에라 좀 루무시의 우 유아 아니 그게가 있죠. 빠리로 맞죠. 또 원래의 가제로 저런 메뉴 표들에서 저런 리콜라라 그리고 저런이 새 알루 아이 골라라 마호베네 저런 비례 아이 자로 비 골라래 아쿠 때로네 세세 때로네 수비로 말우리가 내가 뼈도를 맞대 우로 저런 뼈래 예수당 베리로 막 예수당 베이네 누가로 때로네 수라고 왜 써내래 세계 말에 다리 시래네 또 에라네 저런 수당 비를 너무 많이 그냥 수로시 누가 자마도리 수비로 막 들어 인터미타서 알로가 원다 비로마 저로시고라 딱히 자마도래 타임이 등산 그래서 저 표치나가 루고 수동배로 자마세 수이 더고 저 표치나 먹으면 비하게 비하고 라비마 라레 타임이 좀 거래 가마 루고고 고 자마도래 소라 저 표치나 시대 비로 에리아가 말해서 수제 유수라 이니하고 저는 고비한데 수시 아나님 인수라 시네 아나님 인생을 이루 럭칭 앞이 저는 이루 피도하려 가져 아나님 인수를 내면 저 수제 유자라고 저는 에라 수제 유가 병마를 저는 그야 시네 오 야대 그냥 이루 하더라 나는 저는 표지나 미스 알롱 이루 하뉴 야대 그냥 동교래 당연히 시광시네 마미 마땡타를 가자고 메토아를 가져로 나송 ပြန်ပြီးလို့ပြန်ပြီးတော့အသုံးပြုလို့ဆိုတာမသိတော့တဲ့ခါကျတော့နော်အားနေချစ်တခုဖြစ်တယ်ဒီလိုအမျိုးကိုမှတ်ရလုံးဝဆွေးကန်တာပါဒါကဘုရားသခင်ကျမ်းစာကပြောလို့ဆိုတာဆွေးကန်တာပါအခုအရင်ဆုံးဘုရားသခင်အလိုတော်ဖြစ်တယ်ဆိုတော့ကျွန်တော်တစ်ချက်ပြောရှင်းတယ်ပြီးတော့မှအဲ့ဒီသူ့တွင်းငယ်နဲ့ပတ်သက်တဲ့ဥစ္စာတစ်ခုကျွန်တော်ပြန်ပြီးတော့ပြောချင်တာဗာလဲဆိုလို့ရှိရင်အဲ့ဒီကျွန်တော်တို့နေကိုကျွန်တော်ပြန်ပြီးတော့မှထည့်တဲ့အခါမှာကျွန်တော်တငယ်ချင်းပါစတာတယောက်နဲ့ကျွန်တော်အဲ့ဒီနေကိုထည့်တယ်နေကိုထည့်တဲ့အခါကျတော့ယူဝတရွာကိုရောက်တယ်ယူဝတရွာရောက်တဲ့အခါမှာကျွန်တော်တို့ဒီနေရာကိုတင်းမလဲဆိုတော့ကျွန်တော်တို့မသိတော့ဘူးဘသူအင်ကိုတင်းမလဲဘသူနဲ့ကျွန်တော်တို့အဆက်အသွယ်လေးမရှိတဲ့အခါကျတော့ဘသူတို့အင်တင်းမလဲဆိုတော့ကျွန်တော်မသိတော့ဘူးမသိတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီယူဝနာမှာရောက်တဲ့အခါကျွန်တော်ဆူတောင်းတယ်ဆူတောင်းတဲ့အခါမှာဘုရားသခင်ကကျွန်တော်ကိုဒီစိတ်ထဲကနေမင်းခိုင်းတာပေါ့အဲ့ဒါမင်းခိုင်းတယ်အဲ့ဒီအင်ပုံစံနဲ့ကျွန်တော်မင်းခိုင်းတယ်ပြီးတော့မှအဲ့ဒီအင်ပုံစံနဲ့မင်းခိုင်းတော့ကျွန်တော်တငယ်ချင်းကဘယ်လိုပြောတယ်လဲဆိုရင်ပါစတာကဆရာဘာဘယ်စိတ်ထဲမှာဘုရားသခင်စကားပြောလာတယ်အေး
era mingro mingkane mingkane usah time itu tua gitu macam ini apa macam ini isu gitu macam kau ya oh tua ini isu gitu kau lagi kan macam tua gitu mak ini jual asong ini jual lagi tu kan ini material kerja tu kan sunyi lagi era jauh tu balik ini kerja ni kau song terjadi itu tua mak oh ini mah kau ni isu gitu mak kerja terjadi itu tu kan tu luri ko merah Mamene sugiro lego elu logi tuga senya me suro le mere khajaro tuga lebe era ga kyo pya me lu ga hu phe ling lo chino min twe le khajaro hu phe aw ma chino phaya ti ga min khai la ga pe lu se malaga pe min khai ne kha pyo pe min khai ne pi lo ma eri in ko ba le chin pong sa myu da me hu phe ga ma shi bu eri hu wa le afiมีดูท่าเลยอุตส่าห์จนมีขายเนี่ยไอ้มีขายเนี่ยตายหมดจนโอ้เพื่อนมีเล็กกันจะมีลาวสุดที่รู้มาจนตัวที่เรียกคำว่าไอ้ดูดีกาไปดูที่ทะเลสุดแต่ยาโฮสยาดีกูลาเรียกคำว่าจนรู้อินกูลาดีกูตัวอาญาต้องตันอยู่ชีวิตฮาเลลูยาลาดีก็จนรู้ตีละจนรู้มาตีกูแต่ไม่พยายามก็จนรู้กูไอ้มีขายน่ะเนี่ยอาศัยตรงนี้จนตัวพี่มาจนตัวเต็งเนี่ยข้ามาแต่เมื่อนั้นอันนี้โอ้เมื่อนั้นพยายามจะขี้ถ้าสิ่งเราวงเงินเราทุกชาบิโรมาอามุบิโรข้ามาแต่ว่าลงกูนุ่งทับบีตัวพยายามจะขี้เอ็มวงเงินนี่เดียวกูเล็กข้างบิโรมาตัวย้อนเลยอันยาจีสิมาเลยสุดจนเกี่ยวชิดาก็ตัวเกี่ยวชิน่ะก็ปานเลยพยายามจะขี้กับมีขายเนี่ยแต่กูตัวไม่สุดดาก็พยายามจะขี้กับtu ye alu wa ta amu pyo de phya de phit de da jano pyo sa thu twing nya swe ha da jano lo ma ti bu le ja me mi ngai na pi ro ta chi pian pi ro ma twa de lu wa de lu pian chau ra kha ma ai lu myu pian pi ro ma phya de pian ko phya de ko phya de kha jano tai ngi chin ga pian me de sia de ai da ga ko phya de ha chi na lo amyu tami de yo ga jano lo ko la chu ne la chu pi ro maကျွန်တော်အဲ့သူအမျိုးသမီးအင်းကိုကျွန်တော်သွားတင်နေပြောလာတဲ့ခါကျတော့ကျွန်တော်တို့သွားလာတဲ့ဟာလေးသူတို့ကမသိဘူးကျွန်တော်တို့ကလည်းပဲအကြောင်းကြားတာလည်းမဟုတ်အမျိုးသမီးကကျွန်တော်တို့ကိုဘယ်လိုပြီးတော့မှလာကြုံနိုင်လဲလာကြုံဖို့အလားအလာမရှိဘူးဆရာတဲ့ကျွန်တော်မင်းကပြောတာဒါကကျွန်တော်ဒီနဲ့မဟုတ်ဘူးလာကြုံလိမ့်မယ်ကျွန်တော်လာကြုံတဲ့ဟာကိုကျွန်တော်တို့အဲ့ဒီဂျူတဲ့အမျိုးသမီးတို့အင်းကိုကျွန်တော်တို့ပေးရမယ်လို့ကျွန်တော်ပြောတဲ့အခါမှာသူကဆိုပြီးတော့မှလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့သွားတဲ့အခါကျအမျိုးသမီးကတက်ကိန်းလေးလာကျူတာကျွန်တော်မြင်ရတာကသူအဲ့ဒီအမျိုးသမီးတရုပ်ကိုအဲ့ဒီဘာလဲကျွန်တော်တို့ချင်းအိမ်မှာဟိုဟာရှိတယ်မဟုတ်လားဘာလဲကျွန်တော်အဲ့ဒါကမသိဘူးကျွန်တော်တို့ဒီတော့စကားနဲ့တော့ဟာဘောလို့ခေါ်တယ်ဘယ်ချင်းလည်းဘယ်လိုခေါ်လဲမသိဘူးဟိုလိုက်ဟာခါနဲ့ဒီအင်းဒီလိုဆောက်တယ်အင်းရှိမှဒီတော့တိုင်းကနေရှိလို့စားတယ်Beranda pungsani le bilu buat. Kita ini mah mutan ligu, no? Lagi tu mah, jangan lupa kau jilu, telah jangan lupa ya. Jangan lupa beranda lu pungsani, jangan lupa ini buat. Insya mah bilu dah, sobi cakap dengan saksi ni. Ini hal. Ini aku tidak ni kajar lo. Tapi ni jangan lupa jangan kamu tu kau awal kan ni, bilu bilu sih nak kamu tu kau latih bilu macam ceceng bilu latih. लाते भी रोज रोज एक तू चूरे नहीं आऊँ जब खामा तू का अच्छी चीज़ में तंगी तंगी बेलूती तले मुझे खाऊ हुबे का नित्य रो धागा तैयार हो सिया ठीक है सुबह मना चुरा फिर है अच्छे जुमारो इन खोने लो जुमारा सिंह सिंह जुमारो इन ते या में सिया लो सुबह रो जरो एलू खोरे अखामा जरो ते चिंगा बेलो क्यों तले सुबहအဲ့ဟာခရိယန်ခေါင်းဆောင်ကြီးအသိတော်ရဲ့ခေါင်းဆောင်ကြီးမဟုတ်ဆိုတော့အဲ့လိုမျိုးတိပြောမယ်ဆိုလို့ရှိရင်နော်တရားဝင်ငါပေါ့တရားလက်တာဝင်ငါပေါ့လက်ခံမှာမဟုတ်ဘူးဒါကြောင့်မလို့အသိတော်ရဲ့လူကြီးလို့ရှိမှကျွန်တော်တို့တေးရမယ်ဆိုပြီးကျွန်တော်တို့နေလိုက်နေလိုက်တဲ့ခါကျတော့ကျွန်တော်တို့အသိတော်လူကြီးလို့ရှိဘူးနော်အဲ့ဒီအသိတော်ရဲ့ခေါင်းဆောင်လို့ရှိကိုကျွန်တော်တို့သွားတေးလိုက်တဲ့ခါကျတော့မျက်နှာရဲ့အစီအဝင်လုပ်တယ်ညနေရှိဝင်လို့တဲ့ခါကျွန်တော်တို့
부가자 동시에 지나가게 저는 연락을 가지러 막 피나. 마비에 루피들이 수비 맞지로 구하고 생각이 저는 수다가 누가 원 간다게. 오스야 저는 화도하네. 에리 비아르기 예 보비아 체고 저는 말라이 내 가지로 이 마미 저는 피도하네. 그래서 누구 원 간다. 근데 에리 아미도니가 저는 아미도니고 저는 편리로 미래 가마 누가 에리 발에 나고 구구에 챙기래. 누가 뚜이 앞이가 나 뚜 에리 아미도니가 크리아 피래. 에리 뚜이의 앞이가 나 구구에 비로마 나 구구에 친구가 농과 흡기 챙. 야오시야 나래 가마 저런 인고 원간에 수당에 에리 아자 번호 수비에 수비만으로 손패지 차례 챙기. 저러가 마티게 가져 저러 루 아팅에 에리 카운성 디고 샤비로마 카운성 루지리시 저는 또 때려야. 암하지 만에 저런 표치가 암하지 만에 반신도 원인도 포비에 단저로 알로물로 무슨 루카죠 때. 저런 루카죠. 에어 저런 비앙디가 메라레 아카마 투가 에루미 표레 아카마 저런 발라우 나온다야. 다리가 저는 세세사사 페이페이 체차 피타 보면 아니지래. 저 배야들 기가 민간에 배야들 기가 포비아 타래 아따인 구하면서 에리루 인롱으로 알로 게이팅 체인 네 야기로 맞도록 너 롱과 롱에 또 아마 피해. 에라리고 저는 너가는 야기로 맞디에 가마 들어인 것도 아비로 마 수다운 배에 비로 맞도가 따빠롱롱 내야매 따빠롱롱 내니마 저는 그 공간이 필요하다 필요해. 저는 표지가 말해. 하야기가 디루리루 필요해. 호루리루 필요해. 수라 구다인 주된 피타비로만 저는 포비아라고 저는 가면 시. 베네 루 안에 저는 손필이 차비로만 두아래 가마 마마 에루좀 피타게. 나도 저는 하야기 포비아 타래. 사실로 원인로 포비아 타래 아다이고 저는 쇼라인 게임에서 알롱 저는 아우민과 마피에 저장 표시가 할렐루야. 나좀 호시가 마표들에 나 누르디 빙야니도 좀 손손 친구들이 바빙야니 저 빙야수라 말에 저러고 아쿠나 빙자래 빙야가 빙야만 하오라 막ပြောနေဆိုစီပြတဲ့ကြီး빙야မဟုတ်ဘူး educationဆိုတာကကျွန်တော်빙야မဟုတ်ဘူး빙 내가 타래 아따 빙야 띠 빙야 안 누르 시래 너 이반 빙야 뮤뮤시래 에라가 비하되기가 누가 새끼 마마무시라 빙야수라 말해 저는 기포리네 빙야수라 비하되기 시간에 라레 아 씨대야레네 판신로 운이로 교체나 피 할렐루야 할렐루야 에리 판신로 운이로고 꽁꽁띠디 체차 띠체그나 피시나리 비비스윙 에리 아탄고 저는 프라미스윙 저는 베로마 하세야 정치고 에리 사신로 원인로 마다 저렇게 써야 필요해. 생피아도 필요해. 다 저러면 뒤에 가자로 오 내가 써야 돼. 나가 부비로 맞다 그래. 내가 부비로 맞다 그래. 소리 또래를 부비지로 샤. 저러로 바꾸나 땡자모가 마카우스 저는 스스로치나 하고 땡자모 아양 가운데 다음에 에리 판신로 원인도 해 마산 수라처럼 표치나 너기 빙야네 판신로 원인도가 마산 수라처럼 표치나 필에 에리 아따빙야고 저는 아동차포 아디가가 디 저는 땡유래 저는 릴라래 에리 릴라 타래 저는 파야래 에리 릴라 타비래 내야 태가 파야되긴가 에리 판신로 원인도 아비 비앙이면 포비아 베타라래 에리 아따인 저는 파야되긴가 비아레 베타래 에리 비아레 아따인 저는 샤라이네 소루시 바 아야가 손도 그만 피나야 소라 체리만 시우스라 저는 교체가 필요해 나도 저는 이 판신로 원인도 수제유고 페이차가나 피시 타메 소루시 저는 아세다마 두과메 린제도 아세다도 저는 잠시도마 필요해 카리안 필요해 저는 아세다고 판신로 원인도 예 나야 보송 친구 저는 뭐 피나만 이래 가자로 저는 지추어 인지 무수라 수련이야 저는 영나요 저는 누가 팀에 저는 아미랑 우선 나게라 가마 아미랑 알려려 저쪽 피다네
ဘုရားသခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်ခြင်းအပြင်ကျွန်တော်အသိစိတ်ကြရအောင် personally အဲ့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ဟာထူးခြားသောပုဂ္ဂိုလ်အဖြစ်နဲ့ဘုရားသခင်ကျွန်တော်တို့ကိုဖန်ဆင်းထားတာဖြစ်တယ်ကျွန်တော်စီကိုဝိညာဉ်တော်ကိုသိချက်ကနာရရှိပြီးတော့သူဒီပညာကိုရတော်သူကြီးဟာလေလုယာဟာလေလုယာဒါ theology တချို့သောဝိသုကွန်သူတွေမသိတဲ့အရာလေးတွေကိုမိမိကိုယ်တိုင်ကဘုရားသခင်ရဲ့ဆက်ဆံမှုစင်လွယ်မှုရှိခြင်းအဖြစ်မွေးလို့ခြင်းရှိခြင်းအဖြစ်သိချင်းပြီးအင်မတန်တန်ဖိုးရှိတဲ့အရာဖြစ်တယ်သူများကိုနားမလည်နိုင်ဘူးသူများမသိနိုင်ဘူးအမြဲတမ်းနင်းသိရဲ့အထင်မှရှိတဲ့ပုဂ္ဂိုလ်ကအတိုင်းကအသိရှင်တဲ့ခါမှာလူလောကလူအနေနဲ့အမြဲတမ်းဆုတ်ချခြင်းကိုခံရမှာပဲအမြဲတမ်းပြတင်ကြည့်ခြင်းကိုခံရမှာပဲဒါပဲကျမ်းစာအတိုင်းကိုကျွန်တော်ဆွလိုင်းတဲ့အခါမှာအဲ့ဒီဘုရားသခင်ဝိညာဉ်တော်ရဲ့ထုတ်ရှားတဲ့အဲ့ဒီဝိညာဉ်တော်ရဲ့လမ်းပြပို့ဆောင်တဲ့အတိုင်းပဲကျွန်တော်အသိရှင်နေဆိုလို့ရှိရင်ကျွန်တော်တို့အရှိကိုစရာအကြောင်းတစ်ချက်မှမရှိပါဘူးဆိုတော့ကျွန်တော်ဟောအားပေးခြင်းပါပဲဒါကြောင့်မလို့ဒီကျွန်တော်တို့အသိတာမှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့စုကြည်လူကိုသိဖို့အင်မတန်ကောင်းတဲ့အရာဖြစ်တယ်မသိခဲ့တဲ့လူရှိသိအောင်ကျွန်တော်ကြိုးစားမကျူးစားခြင်းလို့ဆိုရင်ဝိညာဉ်တော်ကဒီရဲ့အသိတာကိုဘယ်တော့မှနော်ကြီးထွားရင်းကျတဲ့နေရာကိုပို့ဆောင်မှာမဟုတ်ဘူး။ဘာလို့ကျူးရမလဲကျွန်တော်ရဲ့အဲ့ဒီနေရာအထစ်ကိုကျွန်တော်သွားဖို့ဘုရားသခင်ကတက်ပင်းလို့ဆိုအမေနာဘုရားသခင်အဲ့ဒီနေရာကိုအလိုတော်ရှိတယ်။ဒါကြောင့်ကျွန်တော်ဘုရားသခင်ကလည်းအဲ့ဒီနေရာကိုပဲကျွန်တော်ဆုတောင်းစေချင်တာဖြစ်တယ်။တောင်းပါဆိုတော့ဟာကိုဒီပါဒီတယ်မလားဒီပါလေဇာကောတေကပါပညာရှိတော့ပညာလူချင်းတော့သူဒီပညာကိုတောင်းစေအဲ့ဒါကလောကီပညာမဟုတ်ဘူးပညာကိုလူချင်းတော့သူအဲ့ဒါတောင်းပါစုကြည်လူကိုလူချင်းရင်တောင်းပါတာရှင်တို့ဝိညာဉ်တို့ရဲ့လမ်းပြပို့ဆောင်ခြင်းကိုလူချင်းရင်အဲ့ဒါကိုတောင်းပါဘုရားသခင်ကပေးပါလိမ့်မယ်ဟာလေလုယာဘုရားသခင်ဒီတိုင်းအသိရှင်ကိုကျွန်တော်တို့ကိုအလိုတော်ရှိတော်ဘုရားသခင်ပါဘူးကျွန်တော်ကြည်ထွားဖို့ဖြစ်တယ်မကြည်ထွားဘူးဆိုရင်ဘုရားသခင်စိတ်ကောင်းပါမလားဘယ်တော့မှစိတ်ကောင်းမှာမဟုတ်ဘူးမိမိရဲ့ခြားသမီးတွေကိုမကြည်ထွားတဲ့ဒီတန်းတဲ့နော်နေနေဆိုရင်ဘယ်လိုစိတ်ထဲရှိမလဲဘယ်လိုခံစားမလဲစိတ်ထဲမှာခံစားခြင်းကဘယ်လိုအပြည့်အဝခံစားခြင်းရှိနိုင်မလားငါသားလေးကိုတော့ဒီတန်းနေနေတော့တယ်နော်မတရားလည်းမတယ်ဒီတန်းတဲ့နော်တွားသွားတဲ့နေရာမှာပဲအမေရာရှိနေတယ်ဘယ်လိုဖြစ်မလဲတခုခုအထင်းမှာကနော်ယောဂရှိမလားတခုခုချွေးချရှိမလားနေတန်တရားမရှိဘဲနေမှာမဟုတ်ဘူးစိတ်ကောင်းမှလည်းမဟုတ်စိတ်ပြောင်းမှလည်းမဟုတ်စိတ်ချမ်းသာမှမဟုတ်ဘူးဘုရားသခင်ကထူရင်းသူပဲကျွန်တော်တို့တိုက်ရှင်တို့ဝိညာဉ်တော်နဲ့ကြီးထွားဖို့ကျွန်တော်တို့ကိုအလိုလိုရှိတယ်ထိုအရာလေးကျွန်တော်တို့မကြီးထွားဘဲနေနေဆိုရင်ဘုရားသခင်စိတ်ချမ်းသာမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကျမ်းစာကပြောထားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပညာလိုအပ်တယ်။သုတအကျအခန်းကြီးကဘယ်လိုပြောကြလဲဆိုလို့ရှိရင်ကျွန်တော်သုတအခန်းကြီးဒီခုနှစ်မှာဆိုလို့ရှိရင်ဘယ်လိုပြောကြလဲဆိုရင်ပညာရေးအချုပ်အခြာကျုံးရခြင်းဖြစ်တယ်။ဘုရားသခင်ကျုံးရခြင်းကိုစိတ်ဆန္ဒပေးတဲ့သူကတိုက်ရှင်တော်ဘုန်းကြီးတော်ပဲလူအနေနဲ့ကျွန်တော်တို့ဘုရားသခင်ကိုမကြောက်ရနိုင်ဘူးဘာဖြစ်လို့လဲမိမမမြင်တာကိုမမြင်တဲ့ခါကျတော့လည်းကျွန်တော်တို့မကြောက်ဘူးအခုကြားကောင်ကြောက်လားကြားကြောက်လားနော်တရင်ကြီးကြောက်လားကိုကြောက်လားမကြောက်ဘူးလေမမြင်လို့ဟုတ်မလားကြားကဒီမှာဒူးလာနေတရင်ကဒီဒူးလာနေကြောက်မလားဆိုပြီးတော့အဲ့လိုတွေလုံးပါကျွန်တော်တို့မမြင်တော့ကျွန်တော်မကြောက်တတ်ဘူးကြောက်စိတ်ကိုပေးတော့သူကကြောက်တဲ့ယူသေးဖို့ပေးတော့သူကဖန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ဘုရားသခင်စင်တော်အကျွင်းနဲ့တိတော့သူဒီဖန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဖန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်တို့ဘယ်လိုမျိုးနဲ့ကျွန်တော်တို့ရရှိပိုင်ဆိုင်ထားမလဲဆိုတာအဲ့ဒါကိုမမြင်နဲ့ဖန်ရှင်တော်ဝိညာဉ်တော်ကိုပိုင်ဆိုင်ပြီးဆိုရင်ဆွေတော်ငွေတော်ပိုင်တာထဲဒါကအများဆုံးဖြစ်တယ်ဟာလေလုယာ
할렐루야. 수이롱 오빠이 에이단 후고 뭐 띄우시야 치는 피해. 이 테마 시에 뻗고 뭐 띄우시 니가 아세가 치는 피해. 아 저는 뼈친다. 나정으로 미수에 그 친간에 사비로마 파야드키의 가지로 피도 예수 그리스도의 가지로 피도 다시는 원이로 저를 칸이 복강을 두 아야고 저를 칸이 마다 예인칭심에 저를 예인칭 앞에 저를 파야드키 너빠바로 저를 원하는 것이네 파야드키가 너빠바로 원하고 저를 아티비 따고 베이타가 피네 할렐루야, 할렐루야. 나중으로 이 여성 안에는 저는 에리 잠바이고 저는 교 파친다. 그다 간지 세동마 바교들에 나 송마 사가고 나 통에 양내 자로 나 우인고 때려고 또 또이롱에 나 사가이 안내 어디로 나리세. 파야드기에 먹어봐도 파야드기에 사가 안내 어디로 나리 세고가 반신로 위는 피해. 장사 부러져도 아미단 파대 우마고 리하 아동 째네. 에이 장사 안에 어디 빼고 저러고 멋지 나만의 모습 다가 말해주더니 미미 앞에가 생체가 메시지. 이 딱콜롱 파야드기에 나빠빠도 나리 세고 두 미미 앞에만 반신 가봐래. 두아야고 두소 두소봐 누가 난장이네 할렐루야 마두소배네 마이베네 두소봐 마음의 생사배네 누소봐 그거 쇠란봐 포고 포뼈가리 나중에 별이라 피해 폐하등이 무소증 시바 무소증 시약하마 폐하등이 별이 아싸 나고라 저는 별이래 숙당 친구 만나게 숙당来폐하등이 시마 앞이 뭐야마 친구 숙당来야구 야구အဲ့ဒါအရအောင်ဘုရားသခင်ကပင်းကိုပင်းရှင်ပေးလိမ့်မယ်နှလုံးအကျွေးနဲ့နှလုံးသားအကျွေးနဲ့စုတောင်းဘုရားသခင်ကပေါ်ပြပါလိမ့်မယ်အဲ့ဒီပေါ်ပြတဲ့ဥစ္စာအတိုင်းအသိရှင်ပြီးတော့မှကျွန်တော်တို့ဆလွန်ကြရအောင်ဆိုတာအဲ့ဒီတန်ရှင်တော်ဝိညာဉ်တော်ရဲ့စုကျေးဇူးကိုမသိတဲ့နေစေခြင်းကအလိုမရှိဆိုပြီးတော့မှစင်ဘောလူကဆိုထားတယ်ကျွန်တော်အနေနဲ့လည်းတန်ရှင်တော်ဝိညာဉ်တော်ရဲ့စုကျေးဇူးကိုမသိပဲအလိုမရှိဘူးကျွန်တော်လည်းကြုံခဲ့တယ်လူအနေနဲ့ဆုံးဖြတ်ချက်တယ်လူအနေနဲ့စဉ်းစားတယ်အမျိုးအဖားမှာအရင်ဖြစ်တယ်ဒါနဲ့ဘုရားသခင်ကတော့သူအရာများကိုကျွန်တော်အားလုံးသိဆုံးစေတယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်အကြောင်းစီတိုင်းဘုရားသခင်ကောင်းချီးပါစေ